တော့ Lin Electronic ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Jingo Solar တွေနဲ့ကျွန်တော် Lin Electronic ကနေပြီးရောင်းချပေးထားတဲ့ solar ပြားတွေကို Randy ဘယ်လိုပေးလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဘယ်ပစ္စည်းလေးပို့ပဲပေါ့နော်အဓိကနံပါတ်1ကြည့်ရတာကတော့ physical ပေါ့သူ့ရဲ့မျက်မြင်ပုံစံလေးပေါ့မျက်မြင်ပုံစံကျွန်တော် solar ပြားကမှန်နဲ့တူတယ်အဲ့တော့မှန်ကွဲနေလားမကွဲနေဘူးလားမှန်ကျွန်တော်အဲ့ရရှိလားမရှိဘူးလားဒါဒီ damage တွေကျွန်တော်အရင်စစ်ရပါတယ်ပြီးလို့ရှိရင်သူ့ဘေးမှာအလူမီနီယံဘောင်ရှိမယ်အဲအလူမီနီယံဘောင်တွေပိန်ထားပြုတ်ထားခြင်းရှိလားထိခိုက်ထားခြင်းရှိလားဒါကြီးကျွန်တော်စစ်ရပါမယ်ပြီးလို့ရှိရင် solar ပြားရဲ့အနောက်မှာကျွန်တော်တို့ဒီ solar panel ရဲ့အနောက်မှာဆက်မဲ့ MC4 ကြိုးတွေပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ silicon ထိုးထားတာလေးရှိမယ်အဲ့ဒါလေးတွေအဆင်ပြေပြေအရင်စစ်ရပါတယ်ဒါကတော့ physical ဘိုင်းပေါ့နော် okay နောက်တစ်ခုဆက်စစ်ရမှာကကျွန်တော်တို့ serial number ကိုကျွန်တော်တို့ website မှာစစ်လိုက်တယ်အဲသူ့ရဲ့ product code တွေ model တွေမှန်တယ်သူ့ရဲ့ region တွေမှန်တယ်ဆိုလို့ရှိရင်ဒီ serial number လေးရိုက်ထည့်လိုက်ပြီးတော့ကျွန်တော် website မှာစစ်လိုက်တာ ਨੇ ဒီဟာက global version ဘယ်နိုင်ငံအတွက်ဘယ် region အတွက်ဆိုတာလေးတွေအကုန်လုံးမြင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီဟာ Jingo global version ဖြစ်တယ်လို့ကျွန်တော်တို့ကယုံကြည်စိတ်ချစွာဝယ်ယူလို့ရမှာဖြစ်ပါတယ် solar ပြားရဲ့ running ကတော့12နှစ်ပေးထားတယ်သူက2မျိုးရှိရပါတော့ product running နဲ့ performance running ဆိုပြီး2မျိုးရှိတယ်ကျွန်တော် product running မှာဆိုလို့ရှိရင်တော့ကျွန်တော် physical damage တွေပေါ့နော်ကျွန်တော်တို့ဒီ silicon ထိုးထားတာတွေပြတ်သွားတာမျိုးကျွန်တော် cell တွေပြတ်တာမျိုးနောက်တော့ကျွန်တော်တို့ဒီ diode တွေ on နေတာမျိုးတွေပါပါတယ်အဲ့ performance running ကြတော့ဘာရှိမလဲဆိုတော့ကျွန်တော်တို့ဒီ990 watt ပေါ့990 watt solar တစ်ချက်က10နှစ်သုံးပြီးသွားရင်တော့မှ 75% 80% သူကကျန်ရမယ်ဝက်ကထွက်နေအောင်မယ်ဆိုတော့ performance running လည်းပါပါတယ် solar ပြားကိုကျွန်တော်တို့က running အကြောင်းတွေပြပြပြီးသွားတဲ့အချိန်မှာဘလို့ဆိုရင်ကျွန်တော် running ပေးလို့မရဘူးလေဆိုတော့ solar ပြားကြီးကွဲလာတာကျိုးတွေလောင်လာတာဒါမျိုးတွေဆိုလို့ရှင်တော့ကျွန်တော်တို့ကုမ္ပဏီကစက်ရုံကလုံးဝ running မပေးပါဘူးကျွန်တော်တို့ကဒီ solar ပြားကြီးကိုကွဲသွားပြီဆိုတာနဲ့စက်ရုံကလုံးဝ running မပေးပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ solar ပြားတည်ယူတဲ့အချိန်မှာလည်း view ဆိုင်ရပါတယ်တက်စင်အသုံးပြုတဲ့အချိန်မှာလည်းကျွန်တော်တို့ကျွမ်းကျင်တဲ့ solar တက်စင်တဲ့လူတွေနဲ့တက်စင်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်